အိမ်လုံးထမင်းတစ်ပတ်ကန်ထည့်ရတဲ့ဟင်းလေးချက်မယ်ပေါ့နော်။နေရာတွေကလည်းပူလာတယ်ဆိုတော့ခါကျတော့အခုလိုချက်ဆက်ချင်ဟင်းလေးတွေချက်ဆိုင်ရင်အင့်တော်ဆုံးပဲပေါ့ရှင်စီနှုံးလည်းတက်တာလေကူလည်းမြန်ဆန်အခုကပစုံရိုးနီးစရီရိုးချစ်မောင်ရွက်အကုန်လုံးရောပြီးတော့ထည့်လိုက်မယ်ပေါ့နော်။ထည့်ပြီးရင်ကစော်ဒီလေးပါထည့်လိုက်မယ်ပြီးလို့ရှိရင်ပစုံချောင်းအယောင်တင်းနနွင်စားငပီအရသာမုံအချုံမို့ပေါ့နော်အကုန်လုံးထည့်ပြီးရောပြီးတော့နေလိုက်မယ်ဆက်ကလေးစားချင်တာကြောင့်ရုပ်သီးလေးထည့်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အကုန်လုံးရောပြီးတော့တမအောင်မလိုက်မယ်ကျက်သွန်ဒီလုံးကမိတ်သွားတယ်ပေါ့နော်ဒါလည်းကျက်သွန်ဒီမိတ်သွားတယ်ကျက်သွန်ဖြူလေးနဲ့ပေါ့နော်ဒါပေမဲ့လည်းဆွဲကြတယ်ပေါ့နော်တအင်တော့ရှယ်ဆွဲကြတယ်အကုန်လုံးစီလေးထည့်ပြီးလို့ရှိရင်အခုလိုမျိုးပြီးပေါ်မှာအဖုံးလေးအုပ်ပြီးတော့ရှည်လေးထည့်ပြီးတော့တည်လိုက်ပါရှင်ပြီးလို့ရှိရင်အဖုံးလေးတက်ပြီးလို့ရှိရင်အခုလိုမျိုးချမရွက်လေးတွေနွမ်းလာပြီဆိုလို့ရှိရင်လုံးဝဇက်တိုင်လေးမှုပေးပြီပေါ့နော်ချမောင်လေးတွေကလည်းချွဲလာပြီးကစုံရက်လေးတွေကလည်းဣလာပြီးဆိုလို့ရှိရင်အရန်ကိုအရသာရှိတဲ့ချမောင်ဆက်ချင်ဟင်းလေးရတယ်ပေါ့တခါတလေကြာရင်ဈေးထဲသွားလို့ဘာချက်ရမလဲစဉ်းစားနေလို့ရှိရင်ခုလိုမျိုးတွေးသမျှအရက်အကုန်ဝဲလာပြီးတော့ပြစ်ကောက်ထည့်ပြီးတော့ချက်လိုက်တော့ဆက်ချင်ဟင်းလေးကောင်းကောင်းလေးရတယ်ပေါ့နော်ဒီလိုခုလိုမျိုးရာသီဥတုပူလာတဲ့အချိန်ကျတော့အခုလိုဆက်ချင်ရင်းလေးတွေကဂရင်းလဲရှင်းထမင်းလဲမေးအရသာလဲရှိစားလို့လဲကောင်းတော့ပေါ့ရှင်